Tubal ligation ဆိုတာဘာလဲ Tubal ligation ဆိုတာအမျိုးသမီးတွေသားကြောဖြတ်တာကိုခေါ်တာပါဒါဟာရိုးရှင်းပြီးကိုယ်ဝင်ပြန်မရအောင်ရှာသက်ပံတားပေးနိုင်တဲ့အသေးစားခွဲစိတ်မှုပဲဖြစ်ပါတယ်သားကြောဖြတ်တယ်ဆိုတာတအိမ်ရဲ့သားဥပြုံကိုခြိလိုက်ပြီးနောက်ထပ်ကိုယ်ဝင်ပြန်မရနိုင်တော့အောင်ပြုလုပ်တာဖြစ်ပါတယ်သားကြောဖြတ်တာဟာအမျိုးသမီးတစ်ယောက်သို့မဟုတ်စုံတွဲတွဲအတွက်တော့ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်ခလေးလုံးဝမလို့ကျင်တော့တဲ့သူတွေနဲ့မတော်တဆကိုယ်ဝင်ရနိုင်ခြေတွေကိုရှာသက်ပံရှောက်ရှားခြင်းတဲ့သူတွေအတွက်တော့အသင့်တော်ဆုံးပါပဲသားကြောဖြတ်ခြင်းဟာရေရှည်ဘေးထွက်အားနည်းတယ်မရှိတဲ့အပြင်သားကြောဖြတ်ပြီးတဲ့နောက်ပိုင်းမှာကိုယ်ဝင်ရသွားဖို့လည်းလုံးဝစိတ်ပူစရာမလိုတော့ပါဘူးသားကြောဖြတ်တာဟာလွယ်နဲ့ဆုံးဖြတ်လို့မရတဲ့ကိစ္စဖြစ်တဲ့အတွက်ခလေးယူဖြစ်မယူဖြစ်မသေးကြရဲ့နော် IUD တို့ implant တို့လို3နှစ်ကနေ10နှစ်အထိကိုယ်ဝင်မရအောင်တားပေးနိုင်တဲ့ရေရှည်သားဆက်ချာနည်းတစ်ခုခုကိုရွေးချယ်နိုင်ပြီးနောက်တစ်ချိန်မှာပြန်ပြီးကိုယ်ဝင်ဆောင်နိုင်ပါတယ်သားကြောဖြတ်ခြင်းဟာအခြားခွဲစိတ်ကုသမှုတွေလိုကာယကံရှင်အမျိုးသမီးအနေနဲ့နောက်ဆက်တွဲကောင်းကျိုးဆိုးကျိုးတွေကိုနားလည်ပြီးမှခွဲစိတ်မှုခံယူဖို့သဘောတူညီကြောင်းလက်မှတ်ရေးထိုးပေးဖို့လိုပါတယ်။သားကြောဖြတ်တဲ့ခွဲစိတ်မှုဟာမိနစ်20ဝန်းကျင်သာကြာပါတယ်။ဘိုက်မှာတေးသေးလေးခွဲစိတ်ရမှာဖြစ်ပေမဲ့များသောအားဖြင့်ဆေးရုံတက်စီရတော့မလိုပါဘူး။သားကြောဖြတ်ပြီးပြီဆိုတာနဲ့လမ်းလျှောက်ပြီးဆေးရုံဆေးကန်းကနေပြန်လို့ရနိုင်ပါတယ်။ဒါပေမဲ့နောက်ရက်အနေနဲ့တော့မအီမသာခံစားနိုင်ပါတယ်။2ရက်လောက်နားပြီးရင်တော့ပုံမှန်အလုပ်တွေကိုပြန်ပြီးလှုပ်ဆောင်လို့ရနေပါပြီ။ပင်မနဲ့အလုပ်မျိုးဆိုရင်တော့စိတ်ချရအောင်တစ်ပတ်လောက်အနားယူသင့်ပါတယ်။လိမ့်ဆက်ဆံဖို့ကတော့ခွဲစိတ်ပြီးအနည်းဆုံးတစ်ပတ်လောက်ခြားတာအကောင်းဆုံးပါပဲ။ဒါပေမဲ့တင်ကတက်လဲတက်တာပြီးအစင်းတင်လဲဖြစ်ပြီးဆိုရင်တော့ပြန်လဲဆက်ဆံနိုင်ပါတယ်။သားကြောဖြတ်ခြင်းဟာအမျိုးသမီးတွေကိုအားနေတာနာကျင်ကြိုက်ခဲတာတွေမဖြစ်စေနိုင်ပါဘူး။သားကြောဖြတ်ပြီးနောက်ပိုင်းမှာပုံမှန်အတိုင်းလိမ့်ဆက်ဆံလို့ရပြီးလစဉ်ရသည်တွေလည်းပုံမှန်ဆင်းမှာဖြစ်ပါတယ်။သားကြောဖြတ်ခြင်းဟာ HIV သို့မဟုတ်အခြားလိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်ပေးနိုင်ပါဘူး။ဒီအတွက်ကြောင့်အတူနေတဲ့အခါကွန်ဒုံအသုံးပြုဖို့လိုပါတယ်။အကယ်၍သင်ဒါမှမဟုတ်သင်ရဲ့လက်တွဲပေါ်ကသားကြောဖြတ်တဲ့အကြောင်းဒီထက်ပိုပြီးသိလို့ရဆိုရင်တော့နှွေးထွေးပြူငါတဲ့ Maristos မြန်မာကိုဆက်သွယ်ပြီးအိမ်အောင်ရေးဆိုင်ရာသိလို့ပွဲအကြံပြုချက်များကိုယုံကြည်စိတ်ချစွာမင်းမြန်တိုင်ပင်နိုင်ပါတယ်။